ဟာဗီဒီယိုပြီးတော့တနေ့နဲ့တည့်ရဲ့ထဲမွေးဖွားတဲ့လူဆိုတော့ဘယ်သူရဲ့ကာကြမဇာတာအဲ့လိုတတ်မြဖြစ်နေတယ်ဆိုရင်sorry ပါမရေဟိုဒီကောင်ကစားလေကျွန်တော်တောက်မှတ်ပါလေခဏလေး ဘာဖြစ်နေလို့လဲ ဒီစကားပြောမလို့ပါ လိုပါဘူးအမြင်မတော်လို့ဝင်ပါလိုက်တယ်မဟာဗီဒီယိုဒီမှာရှင်အမှန်တိုင်းပြောဖို့အချိန်ကြာရှင်ဘာတူလဲရှင်ခရလေးဆရာလားပတိဆရာလား မဟာ TV ကြည့်ပရိသတ်တွေအတွက်မဟာမှာပဲကြည့်ရှုလို့ရမယ်ဗီဒီယိုစကားကောင်းများကိုတင်ဆက်ပြသသွားမယ်မဟာဗီဒီယို